မနေ့က day 1မှာကျွန်တော် command ၄ခုပြီးသွားတယ် line ရယ် cycle ရယ်train ရယ် extend ရယ်ပေါ့နော်ဒီနေ့ day 2အနေနဲ့ကျွန်တော် exercise တစ်ခုဆွဲပြပေးမယ်ပြီးလို့ရှိရင်ဒီ command နှစ်ခုကိုဆက်သွားမယ်ဒီ exercise ကကျတော့မနေ့ကသင်သွားတဲ့ command တွေကပဲပြန်ယူပြီးတော့ဆွဲရမှာပေါ့နော်ဒီ drawing တွေဆွဲနေရမှာကျွန်တော်တခုကြိုပြောထားချင်တာကကျတော့ကိုယ်အဆင်ပြေတဲ့နေရာနဲ့ကိုယ့်အကိုကြိုက်တယ်လို့ဆွဲလို့ရတယ်အဓိကဒီပုံကိုပြီးဖို့ပဲကျွန်တော်မြန်ပြီးဖို့ပဲပေါ့နော်ဟိုတချို့လူတွေကြတော့ဗျာဒီအောက်က line ကနေစာဆွဲရမျိုးရှိမယ်တချို့လူတွေကကြတော့အပေါ်ကဒီ cycle တွေကနေစာဆွဲရမျိုးရှိတယ်ကိုယ်အဆင်ပြေတဲ့နေရာနဲ့ကိုယ့်အောင်ဆွဲလို့ရတယ်အဓိကပုံမြန်ပြီးဖို့ပဲနောက်တစ်ခုကကြတော့ဒီ drawing တွေဆွဲတဲ့အခါမှာကျွန်တော်ဆရာတယောက်ပြောဖို့သလိုပေါ့ဒီ command window ကိုဖတ်တတ်တဲ့အကျင့်လုပ်ထားပေးရမယ်ဒီ command window ကိုဖတ်တတ်တဲ့အကျင့်လုပ်ထားမယ်ဆိုလို့ရှိရင်ပုံဆွဲရတာတော်တော်အဆင်ပြေသွားလိမ့်မယ် Okay ကျွန်တော်တို့စဆွဲအောင် exercise 01အတွင်းဘက်က cycle ကကျွန်တော်တို့က radius tempo 20ဆိုပြီးပေးထားတယ်ဆိုတော့ဒီနေရာမှာ drawing တွေဆွဲတဲ့အခါမှာကိုယ့်အကိုဒီ shortcut တွေရိုက်ပြီးတော့ဆွဲလိုက်ရသလိုအပေါ်က ribbon ထဲကနေယူသုံးပြီးတော့လည်းဆွဲလို့ရတယ်ကျွန်တော်ကတော့အပေါ်က ribbon ထဲကယူသုံးပြီးတော့ဆွဲမယ် home tab draw panel ထဲမှာဆိုလို့ရှိရင် cycle ဆိုတဲ့ကောင်လေးရှိတယ်ဒီနေရာမှာပေးထားတာသူကเนาะ radius tempo 20ပေါ့ radius tempo ပေးထားတယ်ဆိုတော့ဟို cycle ဆွဲတဲ့နေရာမှာကျွန်တော်တို့က radius tempo နဲ့ဆွဲပြရမယ်အကယ်ကိုကဒီ cycle ဆွဲတဲ့နေရာမှာ radius tempo နဲ့ဆွဲခြင်း diameter နဲ့ဆွဲခြင်းနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ကို diameter tempo တွက်ပေါ့ဒီကောင်ကတော့ radius tempo က20မို့လို့ကိစ္စမရှိဘူးဗျာကျွန်တော်လွယ်တယ် diameter tempo ဆိုလို့ရှိရင်40ပေါ့တချို့ဒီ diameter tempo တွက်လို့မရဘူးသူပေးထားတဲ့ radius က point တွေပိုင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က cycle ဆွဲတဲ့နေရာမှာ radius tempo နဲ့ဆွဲပေါ့ဗျာဒါကတော့အရင်ကောင်းမစားပါဘူးเนาะ home tab draw panel ထဲမှာဆိုလို့ရှိရင် cycle ရှိတယ်ဒီအောက်က down arrow လေးကိုတစ်ချက် click ချပြီးတော့ center radius ကိုယူတယ် center radius ကိုယူထားတယ် command window ထဲမှာသူက specify center point for cycle cycle center point ကိုပြပါတယ် center point ပြတယ် specify radius of cycle cycle ရဲ့ radius တန်ဖိုးပေးပါတယ်ကျွန်တော်က20ဆိုပြီး keyboard ကရိုက်ပေးလိုက်တယ်ပြီးရင် enter ခေါက်တယ်ဆိုတော့ cycle တစ်လုံးရသွားပြီနောက်တစ်ခုဒီပြင်ဘက်က cycle လေးကကျတော့သူက diameter တန်ဖိုး70 diameter တန်ဖိုး70ဆိုတော့ radius တန်ဖိုးတွက်ပြီးတော့မှဆွဲလိုက်ရတယ်ကျွန်တော်ကတော့မတွက်တော့ဘူးဒီမှာသူပေးထားတဲ့အတိုင်းပဲ diameter တန်ဖိုးနဲ့ဆွဲမယ်ဒီအောက်က down arrow တစ်ချက် click ချတယ် center diameter ကိုယူတယ် center point ပြမယ်ပြီးရင် diameter တန်ဖိုးပေးမယ်70 under ဒီထိရပါတယ်ဆိုတော့ဒီ line ရဲ့ distance တန်ဖိုးကကျတော့သူက60ဆိုပြီးတော့ပေးထားတယ် home tab draw panel ထဲမှာဆိုလို့ရှိရင် line ရှိတယ် line ကိုယူ specify first point line ရဲ့ first point ကိုပြပါတယ် cycle ရဲ့ quadrant point ကနေပြီးတော့ဒီအောက်တက်တဲ့ကိုကျွန်တော် direction ပြတယ်ဆိုတော့ဒီမှာ line ဆွဲတယ် line ဆွဲတဲ့အခါမှာသူကဒီအတက်အတိုင်းပေါ့နော် vertical horizontal နဲ့အတက်အတိုင်းသွားခြင်းနဲ့ဆိုလို့ရှိရင် straight up bar ထဲကနေပြီးတော့ auto mode ကိုဖွင့်ထားပေးရမယ်အခုကကျွန်တော်က auto mode ကိုဖွင့်ထားတာဖြစ်တဲ့အတွက် line ကအတက်အတိုင်းပဲထွက်သွားတယ်ကိုသွားခြင်းတဲ့ဘက်ကို direction ပြပြီးရင် distance တန်ဖိုးထက်60 under တစ်ခါတည်းဆက်ဆွဲမယ်ဒီဘက်ကိုကျတော့သူက70 under ပြီးရင်ဒီ cycle လေးရဲ့ညာဘက် quadrant point ကိုသွားဆက်မယ်သူကဒီအတွင်းဘက်ကဒီเนาะဒီ diameter 70ဆိုတဲ့ cycle လေးရဲ့အတွင်းဘက်ကဒီနားလေးကိုသူကဖြတ်ထားတာဒီ cycle ကိုသာ select မှတ်ပြီးတော့ delete နဲ့ထွက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ cycle တစ်ခုလုံးပြတ်သွားလိမ့်မယ်အဆင်မပြေဘူးဒီကြားထဲကအစိပ်ပိုင်းလေးကိုပဲဖြတ်တောက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမနေ့ကသင်ခဲ့တဲ့ trim ဆိုတဲ့ command ကိုသုံးရမယ် trim shortcut ကကြတော့ tr under ဒီကြားတဲ့ဟာလေးကိုကျွန်တော်ဖြတ်လိုက်မယ်အပေါ် ribbon ထဲကသုံးမယ်ဆိုလို့ရှိရင် home tab modify panel ထဲမှာ trim ဆိုတဲ့ကက်ကြီးပုံစံလေးနဲ့ရှိတယ်เนาะ okay ဆိုတော့ဒီကြားထဲမှာသူက distance တန်ဖိုး50ရှိတယ်ဆိုတော့ကကျွန်တော်ကဒီကောင်လေးတွေဆွဲဖို့ပေါ့နော်ဒီကောင်လေးတွေဆွဲဖို့အတွက်ကိုခုလောလောဆယ်ဒီ line ရဲ့ midpoint ကနေပြီးတော့မှဒီနော်ဒီမှာဒီ line ရဲ့ midpoint ဒီ line လေးရဲ့ midpoint သူက midpoint ရောက်လို့ရှိရင်တွေးကန်ပုံစံလေးနဲ့စာလေးကျလာလိမ့်မယ် midpoint ဆိုပြီးတော့ပြတယ် midpoint ရောက်ပြီဆိုလို့ရှိရင် line ရဲ့ first point ကိုပြ15 under ဆိုပြီးကျွန်တော် line လေးတစ်ကြောင်ခဏဆွဲရလိုက်မယ်ဒီ line ကတော့ဆွဲကြမလို့ဗျာကျွန်တော်တို့ပြီးတော့မှ
ပြန်ဖြတ်လိုက်မယ်နော်ဒါကျွန်တော်ခဏမေးပြီးတော့ပဲဆွဲတာဒီကြားထဲကခါလေးတွေပြောပါရင်ဆိုတော့အခုကကျွန်တော်ကဒီ line ရဲ့အလဲတက်ကနေတက်ထားတာဖြစ်တဲ့အတွက်ဒီ line ရဲ့ distance တန်ဖိုးကသူက50ရှိတယ်ဒီ line ရဲ့ distance တန်ဖိုးက50ဆိုတော့50ဆိုတော့ကျွန်တော်ကဒီ line ရဲ့ midpoint ကနေတွားထားတာဖြစ်တဲ့အတွက်50ရဲ့တစ်ဝက်25ပဲတွားပေးရအောင် line ကိုယူ first point ပြကိုတွားခြင်းတဲ့ဘက်ကို direction ပြမယ်25 under ပြီးအပေါ်တက်မယ်အပေါ်ကျတော့သူက15 under ဒီဘက်ကိုပြန်လာမယ်50 under သူ့ရဲ့အောက်ကို direction ပြမယ်15 under ပြီးဒီမှာ point ကိုလာဆက်မယ်ပြီးရင် escape ဒီ line ရမလို့တော့ဘူးဆိုလို့ရှိရင် delete ဖြစ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ exercise 01ရပါတယ်ကျွန်တော်တို့ line command သုံးပါတယ် cycle command သုံးပါတယ် train command သုံးပါတယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီ command လေးနှစ်ခုကိုပြပြချင်တယ် rectangle နဲ့ polyline ပေါ့နော်ဒီ rectangle နဲ့ polyline ဆိုတော့ AutoCAD ထဲမှာကျွန်တော်တို့ကဒီ rectangle ဆွဲတော့မယ်ဆိုလို့ရှိရင် rectangle shortcut ကကြတော့ REC under အပေါ် ribbon ထဲကသုံးမယ်ဆိုလို့ရှိရင် home tab draw panel ထဲမှာ rectangle ဆိုတဲ့ကောင်လေးရှိတယ် rectangle အစဉ်ပြေတဲ့နေရာကနေဆွဲလို့ရတယ်နော်ကိုကဒီ ribbon ထဲက tools ကိုယူသုံးပြီးဆွဲလိုက်ရတယ်နောက်တစ်ခုကဒီ keyboard ကနေပြီးတော့ shortcut ရိုက်ပြီးဆွဲလိုက်ရတယ်အတူတူပဲနှစ်ခုလုံးကတော့ rectangle ကိုယူတယ် specify first corner point specify first corner point ဆိုတော့ first corner point ပြပါတဲ့เนาะကျွန်တော် first corner point ပြလိုက်တယ်ပြီးရင် specify other corner point နောက်ထပ် corner point တစ်ခုပြပါတဲ့ကျွန်တော်နောက်ထပ် corner point တစ်ခုပြတယ် rectangle လေးရပါတယ် rectangle ကိုယူတယ် first corner point ပြတယ်နောက်ထပ် corner point ပြတယ် rectangle ကိုယူတယ် first corner point ပြတယ်နောက်ထပ် corner point ပြတယ်ဒါ rectangle ကိုကိုယ့်အကိုကြိုက်တယ်လို့ဆွဲသွားတာကျွန်တော် distance တန်ဖိုးအတိအကျနဲ့သွားတာမဟုတ်ဘူးเนาะနောက်တစ်ခုကကြတော့ဒီ rectangle ဆွဲတဲ့နေရာမှာကျွန်တော်ကdistance တန်ဖိုးပေါ့เนาะဒီအလျားတန်ဖိုးအနည်းကျွန်တော်အလျားတန်ဖိုးအနံတန်ဖိုးအတိအကျနဲ့ဆွဲခြင်းတယ်ဆိုလို့ရှိရင် at length, width ing th length, width ဒီ rectangle တွေဆွဲနေရမှာကျွန်တော်တို့ကအလျားတန်ဖိုးအနံတန်ဖိုးပေါ့နော်ဒီ h တန်ဖိုး y တန်ဖိုးအတိအကျနဲ့ဆွဲခြင်းတယ်ဆိုလို့ရှိရင် at length, width ဆိုပြီးတော့ရိုက်ပေးရတယ် rectangle ကိုယူတယ်ဗျာ rectangle ကိုယူတယ် specify first corner point ပြပါတဲ့ first corner point ပြရတယ်အဲ့တော့ဒီ rectangle ဆွဲတဲ့နေရာမှာကျွန်တော်ကဒီအလျားတန်ဖိုးအနံတန်ဖိုးအတိအကျနဲ့ဆွဲကျင်တာဖြစ်တဲ့အတွက်ဒီ assign လေးထည့်ပေးရမယ်ဒီ assign ကိုကြတော့ကျွန်တော်တို့က keyboard ကနေပြီးတော့ shift key ကိုဖိပြီးတော့2ကိုနှိပ်လို့ရတယ် shift key ကိုဖိပြီးတော့2ဆိုလို့ရှိရင်ကျွန်တော်တို့ assign လေးရလိမ့်မယ်ဒီမှာ assign လေးရပါတယ်ပြီးရင်အလျား အနံဖြစ်တဲ့အတွက်ကျွန်တော်က10,5 လို့ထည့်လိုက်မယ်ခုလောလောဆယ်10,5 ဖြစ်တဲ့အတွက်ဒီ rectangle ရဲ့အလျားတန်ဖိုးက10ရှိမယ်အနံတန်ဖိုးက5ရှိမယ် rectangle ကိုယူတယ် first corner point ပြတယ်ပြီးရင် shift ကိုဖိပြီး2အလျား အနံကိုကျွန်တော်ဒီအခါ5,10လို့ထားလိုက်မယ်ကျွန်တော် command window ထဲမှာ add 5,10 ဝင်သွားပြီ5,10ဆိုတော့အလျားတန်ဖိုးက5အနံတန်ဖိုးက10ဖြစ်လိမ့်မယ်ကျွန်တော်အရင်လာတဲ့ကောင်ကအလျားပေါ့နော်ကျွန်တော်အရင်လာတဲ့ကောင်ကအလျားနောက်မှလာတဲ့ကောင်ကအနံပြီးရင်အနားခေါက်လိုက် rectangle ကိုယူတယ် first corner point ပြတယ်ပြီးရင် shift ကိုဖိပြီး2ဒီတစ်ခါကျွန်တော်5,5 လို့ထည့်လိုက်မယ်5,5 under ကျွန်တော်အလျားတန်ဖိုးကလည်း5ရှိမယ်အနံတန်ဖိုးကလည်း5ရှိမယ်ဒီကောင်က rectangle ပေါ့နော်ဒီကောင်က rectangle ဆိုတော့ rectangle ကိုကျွန်တော်တို့ဆွဲတက်မယ်ထင်ပါတယ်နောက်ထပ် command တစ်ခုကကြတော့ polyline နဲ့မနေ့က line နဲ့ပေါ့နော်ကျွန်တော်မနေ့ကတော့ line တင်သွားတယ်ဒီနေ့ကကြတော့ polyline နဲ့ line နဲ့ဘာကွာလဲဆိုတော့မနေ့ကတော့ကျွန်တော်ဒီ line တွေဆွဲတဲ့အခါမှာတစ်ခါတည်းတစ်ဆက်တည်းဆွဲသွားတယ်ဒါပေမဲ့ဒီကောင်ကကို point ချလိုက်တဲ့နေရာမှာ line တွေကတစ်ချောင်းချင်းစီပဲဖြစ်တယ်တစ်ဆက်တည်းမဖြစ်ပါဘူးဗျာ select မှတ်တယ် delete နဲ့ဖြတ်တစ်ချောင်းချင်းပဲပြတ်သွားတယ် select မှတ်တယ် delete line ကိုယူ first point ပြ next point ပြလို့ရှိရင် line တစ်ချောင်းရတယ်
ဆက်ဆွဲခြင်းနဲ့ဆွဲလို့ရတယ်မဆွဲခြင်းနဲ့ escape ပေါ့ဗျာဒါကကျွန်တော်တို့ရိုးရိုး line command ကိုသုံးပြီးတော့ဆွဲသွားတာအခုကကျွန်တော်ပြောမှာ polyline polyline ဆိုတာကကြောင့်သူကဒီတစ်ဆက်တည်းဖြစ်နေတဲ့ line ကို polyline လို့ခေါ်တယ် polyline ရဲ့ shortcut ကကြတော့ p ရဲ့ enter အပေါ် ribbon ထဲကသုံးမယ်ဆိုလို့ရှိရင်ဒီ home tab drop menu ထဲမှာဆိုလို့ရှိရင် line ရဲ့ဘေးမှာ polyline ဆိုတဲ့အကောင်လေးရှိတယ် polyline ကိုယူတယ် specify step point ကျွန်တော်မနေ့က line လို့ပဲเนาะ specify step point ပြပါတဲ့ step point ပြတယ် specify next point ပြပါတဲ့ next point เนาะကိုပြချင်တော့ပြလို့ရတယ်โอเคကွာဒါကိုဆက်မဆွဲချင်တော့ဆိုလို့ရှိရင်တော့ escape ဒါကျွန်တော် polyline ကိုသုံးပြီးတော့ဆွဲသွားတာဒီကောင်က polyline ကိုသုံးပြီးတော့ line တွေဆွဲသွားတာဖြစ်တဲ့အတွက် polyline ကကြတော့သူကတစ်ဆက်တည်းဖြစ်နေတဲ့ line ကိုပြောတာဒီမှာဆိုလို့ရှိရင်အကုန်လုံးကတစ်ဆက်တည်းဖြစ်နေတယ်ဒါ polyline command ကိုသုံးပြီးတော့ဆွဲသွားတာရိုးရိုး line command ကိုသုံးပြီးဆွဲမယ်ဆိုလို့ရှိရင်တော့ဒီကောင်စီ line ကတစ်ချောင်းချင်းစီပဲဖြစ်နေမယ်ကို point ချလိုက်တဲ့နေရာတိုင်းမှာဒီကောင်ကကြတော့ polyline ဒီကောင်ကကြတော့ line အဲ့တော့ဒီ line နဲ့ polyline နဲ့ဘာကွာလဲဆိုတော့ကျွန်တော်တို့ဒီနောက်ပိုင်းဒီ boundary ကောက်တဲ့နေရာမှာဆိုလို့ရှိရင် polyline ကအသုံးဝင်တယ်ပေါ့နော် polyline အသုံးဝင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ area တွက်တဲ့နေရာတွေမှာဆိုလို့ရှိရင် polyline တွေကအသုံးဝင်တယ်ဒါကတော့ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့အဆင်ပြေသလိုဆွဲလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ polyline ကိုဘာလုပ်လို့ရလဲဆိုတော့သူ့ရဲ့ဒီ width တန်ကိုပြောင်းလို့ရတယ် polyline ရဲ့ width တန်ကိုပြောင်းလို့ရတယ်ဒီ polyline ရဲ့ width တန်ကိုပြောင်းချင်တယ်ဆိုလို့ရှိရင် polyline ကို select မှတ်လိုက်တယ်ပြီးရင် property box ခေါ်ပေးရမယ် polyline ကို select မှတ်ပြီးရင် mouse ကနေပြီးတော့ကျွန်တော် right click ထောက်လိုက်မယ် right click ဟိုးအောင်ဆုံးရဲ့အပေါ်မှာဒီ property ဆိုတဲ့ကောင်လေးရှိတယ်ကျွန်တော် property box ခေါ်မှာနော် polyline ကို select မှတ်တယ် right click ပြီးရင်ဟိုးအောင်ဆုံးကရေးလို့ရှိရင်ဒုတိယတစ်ခုမှာ property ဆိုတဲ့ကောင်လေးရှိတယ် property ကို reset click ချတယ်ဒီနေရာမှာ polyline ပေါ့နော်ကိုဆွဲထားတဲ့ object ကို select မှတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ object နဲ့ဆိုင်တဲ့အကြောင်းအရာတွေကလာပြီးတော့ပေါ်နေဒီမှာ polyline လေးဝင်နေတယ်ဒီ polyline ကိုဒီ polyline နဲ့ဆိုင်တဲ့အကြောင်းအရာတွေကလာပြီးတော့ပေါ်နေသူရဲ့ဒီ color တွေ layer တွေ line type တွေ line scale တွေဒါကျွန်တော်တို့နောက်ပိုင်း project ဆွဲလို့ရှိရင်ထပ်ပြီးတော့သိလာမှာပဲအကယ်၍သာဗျာကျွန်တော်ကဒီနေရာမှာ cycle တစ်ခုကိုကျွန်တော် select မှတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ cycle နဲ့ဆိုင်တဲ့အကြောင်းအရာတွေကလာပြီးတော့ပေါ်နေမယ် radius တန်ဖိုးတွေ diameter တန်ဖိုးတွေလို့ရှိရင်ဒီ layer ပေါ့နော်ဒီ project ဘိုင်းနဲ့ဆိုင်တဲ့ကောင်တွေလာပြီးတော့ပေါ်နေမယ်ဒီကောင်ကိုကျွန်တော်တို့က property box ခေါ်ပြီးတော့ကိုဆွဲထားတဲ့ object တွေရဲ့ property ကိုစစ်တာပေါ့အကယ်၍သာကျွန်တော်ကဒီ object တစ်ခုကိုမှ select မမှတ်ထားအောင်ဆိုလို့ရှိရင်ဒီမှာ no selection ဖြစ်နေလိမ့်မယ်တခုခုကို select မှတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကို select မှတ်လိုက်တဲ့ကောင်ကအဲ့ဒီ no selection ဆိုတဲ့နေရာလေးမှာဝင်သွားလိမ့်မယ်အကယ်၍ line ဆိုလို့ရှိရင်လည်း line polyline ဆိုလို့ရှိရင်လည်း polyline ပေါ့အခုကျွန်တော်ပြောချင်တာကဒီ line နဲ့ polyline နဲ့ဘာကွာလဲဆိုတော့ကျွန်တော်ကဒီ width တန်ကိုပြောင်းလဲပေးလို့ရတယ် polyline ကို select မှတ်တယ် right click property box ကိုခေါ်တယ်ပြီးရင်ဒီ geometry ဆိုတဲ့နေရာမှာ global width ဆိုတဲ့အကောင်လေးရှိတယ်ဒီ global width မှာကျွန်တော်0မထားဘူး select မှတ်ပြီးတော့ကျွန်တော်3လောက်ထားလိုက်မယ်3 enter global width မှာ3ထားလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီ polyline ရဲ့ဒီ width တန်မိုးလေးကထူသွားတယ်ပေါ့ဒီ line ကို select မှတ် property box ခေါ်ပြီးတော့သူ့ရဲ့ global width ကိုပြောင်းလို့ရလားဆိုတော့မရအောင်ဒါ polyline မှာပဲကျွန်တော်တို့က global width ကိုပြောင်းလို့ရတယ် polyline ကို select မှတ် right click property ပြီးရင်ဒီနေရာမှာ global width ပေါ့နော် global width ဆိုတဲ့နေရာမှာကျွန်တော်0ပြန်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ရိုးရိုး line လေးပြန်ရပါလိမ့်မယ်ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ day 2ကိုအဆုံးသတ်ချင်ပါတယ်နောက်နေ့တွေမှာလည်းကျွန်တော် sharing video လေးလုပ်အားပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ AutoCAD Drafter Community Page ကို like and follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ